အားလုံးပဲမင်္ဂလာပါသမီးကတော့ G702 ဖြစ်ပါတယ် HPL HD1 High School မှာပညာသင်ကြားနေတဲ့ Grade 7ကျောင်းသားတွေတူဖြစ်ပါတယ်ရှင်ဒီနေ့မှာတော့သမီးတို့ကတတမရန်သမိုင်းစာ project အနေနဲ့ Napoleon Bonaparte အကြောင်း project လုပ်သွားမှာဖြစ်ပါတယ်ရှင်ပါဝင်သူများကတော့ G7002 member G7005 typewriter G7012 presenter G7014 photo setter G7029 member G7013 writer G7035 photo setter G7037 leader editor photo setter and writer G7040 member ဗီဒီယိုလေးစလိုက်ကြရအောင်ကျွန်တော်ကတော့ G7037 ပဲဖြစ်ပါတယ်ကျွန်တော်ကတော့ဒီနေ့မှာတော့ Napoleon Bonaparte ရဲ့အစောပိုင်းဘဝနဲ့ပညာရေးကိုပြောပြမှာဖြစ်ပါတယ် Napoleon Bonaparte ကို1969ခုနှစ်ဩဂုတ်လ15ရက်နေ့တွင်မြေထဲပင်လယ်ရှိပြင်သစ်ပိုင်ကျွန်းမြစ်တော်ကော်စီကာ၏မြို့အဆရှိုတွင်မွေးဖွားခဲ့တယ်မြို့ဖွားချိန်တွင်ကော်စီကာကျွန်းကိုပြင်သစ်ကအီတလီပိုင်ဂျီနိုဝါမှရယူပြီးတနှစ်အကြာတွင်ဖြစ်တယ်၎င်းအချိန်တွင်သူ၏မိသားစုသည်ဥရောပတွင်မြင့်မြတ်သောမျိုးရိုးတွင်ထင်ရှားမှုမရှိသေးတော့လဲငွေကြီးရှင်နှင့်တောင်းတင်းသောမိသားစုဖြစ်သည်ငယ်စဉ်ကတည်းကသူ၏မိဘများဖြစ်သောကာလိုဘွန်နာပတ်နှင့်လူတီစီယာရိုမာနိုလီနိုတို့ကသူ၏ထူးခြားသည့်ဉာဏ်ရည်ကိုသိရှိပြီးပြင်သစ်ပြည်မှတွင်ပညာသင်ကြားရန်ဆင်လုပ်ခဲ့ခြင်းမှာသူ၏အနာဂတ်အတွက်အဓိကခြေလှမ်းတစ်ခုဖြစ်ခဲ့တယ်ပြင်သစ်ဘာသာစကားကိုနောက်မှသင်ယူခဲ့ရပြီးကော်စီကာစကားတန်ဖြင့်ပြောဆိုတတ်သူဖြစ်သည့်အတွက်ကျောင်းနေဖက်များကမကြာခဏသူကိုလောင်ပြောင်ခြင်းပြုလုပ်ခဲ့တယ်။သို့တော်လည်းသူ၏ထင်ရှားသည့်ဉာဏ်ရည်နှင့်ဇွဲလုံးသားတို့ကြောင့်သင်္ချာနှင့်စစ်ပညာရံများတွင်အမခန်းစွာထူးချွန်ခဲ့ပြီးအဆက်တန်းကျောင်းတစ်ကျောင်းဖြစ်သည့် Rayon Le Choutre ရှိစစ်ကျောင်းတွင်ပညာသင်ကြားခွင့်ရရှိခဲ့သည်အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့G7005ဖြစ်ပါတယ်ခုကျွန်တော်ကတော့ Napoleon ရဲ့စစ်ပတ်ဆိုင်ရာဆောင်းပါပြောပြတော့မှာဖြစ်ပါတယ်โอเคဆက်ရအောင်တက်ဆောင်ရတဲ့ရမန်Napoleonကပြင်သစ်ရဲ့ထိပ်တန်းစစ်ပညာအကယ်ဒမီဖြစ်တဲ့ပါရီမြို့မှာရှိတဲ့ École Militaire တို့တဲ့ခွင့်ရရှိခဲ့ပါတယ်သူကအဲ့ဒီကျောင်းမှာအမြောက်တဲ့ရရှိအဖြစ်အထူးပြုလုပ်လာခဲ့ပြီး1985ခုနှစ်တည်းဒုတိယဘူရာလိုပြင်ကျောင်းပြီးမြောက်ခဲ့ရာသူ၏စစ်တပ်ဘောစတင်ခဲ့ပါတယ်1989ခုနှစ်မှာပြင်သစ်တော်လှန်ရေးပေါ်ပေါက်လာတဲ့အချိန်မှာတော်လှန်ရေးသမားများဘက်မှရည်တည်ခဲ့ပြီး၎င်း၏လွတ်လပ်မှုညာမှုနဲ့ညီကိုရင်းတို့ပဲချစ်ကြည်ဆိုင်ယူရမြောက်ခံမှထောက်ခံခဲ့ကြပါတယ်1993ခုနှစ်မှာပြည်တော်ရေးသမားတူလွန်ပြည်တော်ရေးသမားတွေကတူလွန်ကိုဝင်တိုက်ခိုက်ရကနေပြီးနိုပိုလီယန်ထူးချွန်တဲ့ view ဟာမြောက်စွာဒီကိုတင်ရှားပေါ်လင်ခဲ့ပြီးဘုံမူကြီးအဖြစ်ရာထူးမြင်ကိုခံခဲ့ရပါတယ်။ဤအောင်မြင်မှုတွေကနိုပိုလီယန်စစ်ပတ်ဆိုင်ရာကိုယ်တိုင်ကိုစတင်ကြစေခဲ့ပါတယ်။အပိုင်းတော့အာဏာရယူရေးနဲ့ပထမကောင်စစ်ဝင်ပေါ်က1999ခုနှစ်တွင်ပြည်သစ်နိုင်ငံ၏မတည်ငြိမ်မှုများခွင့်ကောင်းယူကအာဏာသိမ်းမှုပြုလုပ်ခဲ့ပြီးအုပ်ချုပ်ရေးအာဏာကိုသိမ်းယူကပြည်သစ်သမ္မတနိုင်ငံ၏အကြီးအကဲဖြစ်လာခဲ့သည်။သူသည်အုပ်ချုပ်ရေးအာဏာကိုစုစည်းရန်အတွက်သူကိုယ်တိုင်ဒီကတာဝန်ယူသောပထမကောင်စစ်ဝင်ရာထူးကိုတည်ထောင်ခဲ့သည်။ဤဖြစ်ရသည်ပြည်သစ်တော်လှန်ရေးကိုအဆုံးသတ်စေခဲ့ပြီးနိုပိုလီယန်၏ပကတိအာဏာပိုင်ဆုံးမှုကိုစတင်စေခဲ့သည်။ဤရာထူးဖြင့်သူသည်ပြည်သစ်နိုင်ငံ၏အုပ်ချုပ်ရေးစနစ်ကိုပြုပြင်ပြောင်းလဲခြင်းများစွာကိုစတင်ခဲ့သည်။သူသည်ဗဟိုဆိုးရကိုအကောင့်စေခဲ့ပြီးနိုင်ငံ၏စီးပွားရေးကိုပြန်လည်တည်ဆောက်ခဲ့ကလူမှုရေးကွဲပြားမှုကိုလျှော့ချရန်ကြိုးပမ်းခဲ့သည်သူ၏အုပ်ချုပ်မှုပုံစံသည်ခေတ်သစ်နိုင်ငံတော်တရက်အတွက်အုံမြင့်ချပေးခဲ့သည်ဤသို့ရသတဲ့ကြီးညာခြင်း1804ခုနှစ်တွင်နပိုလီယန်သည်ပြင်သစ်ပြည်သူများ၏တို့အစွင့်ကျဲခြင်းမိမိကိုမိမိပြင်းအဖြစ်ဗိတိတ်ခံခဲ့ပြီးပြင်သစ်ဣဂရိယာစာဘွဲကိုခံယူခဲ့သည်
ဤထည့်ရသည့်ရာစုနှစ်များသောကြာငင်းခဲ့သောဘီရင်အုပ်ချုပ်ရေးစနစ်၏အဆုံးသက်ကိုတရနှင့်အသက်သွင်းတကယ်သို့ဖြစ်ခဲ့သည်သို့တော်လည်းသူသည်၎င်း၏အာဏာသည်ဖျားသခင်ထံမှမဟုတ်ပြည်သူ့တဘောစုညီချက်အပေါ်မူတည်သည်ဟုကြွေးကြော်ခဲ့ခြင်းဖြင့်ရခင်ဘီရင်များနှင့်ကွဲပြားခဲ့သည်ဤအထစ်ချက်သည်နပိုလီယံအားတင်သည့်အင်ပါယာကိုတည်ထောင်ခွင့်ပေးခဲ့ပြီးသူသည်ဥရောပ၏အရေးပါဆုံးသောအင်အားကြီးခေါင်းဆောင်တစ်ဦးဖြစ်လာခဲ့သည်သူ၏ဗိသိက်ခံပွဲအခမ်းအနားကိုပါရီမြို့ရှိနော်ထရာဒမ်ဖျားကျောင်းတွင်အခမ်းအနားကြီးကျင်းပခဲ့သည်အပိုင်းကနာပိုလီယံချစ်တော်ဥပဒေနာပိုလီယံ၏အရေးကြီးဆုံးနဲ့ရေရှည်တည်တံ့သောအမွေအနှစ်မှာနာပိုလီယံချစ်တော်ဥပဒေနာပိုလီယံနစ်ခုံးဖြစ်သည်ဤဥပဒေသည်ရခိုင်ကရှုပ်ထွေးပွင့်လင်းနေသောဥပဒေများကိုစနစ်တကျပြုစုခဲ့ခြင်းဖြစ်ပြီးယနေ့ခေတ်အရပ်ဘက်ဥပဒေစနစ် Civil Law System များ၏အခြေခံဖြစ်သည်၎င်းသည်ဥပဒေရှိတွင်နိုင်ငံသားတိုင်းတန်းတူညီမျှမှုကိုယ်ပိုင်ပိုင်ဆိုင်ခွင့်ဘာသာရေးလွတ်လပ်ခွင့်နှင့်အရေးအချင်းပေါ်အခြေခံသောအုပ်ချုပ်ရေးစနစ်စသည့်အခြေခံမှုများကိုထူထောင်ခဲ့သည်ဤဥပဒေသည်ဥရောပလက်တင်အမေရိကနှင့်အခြားဒေသများရှိနိုင်ငံများစွာ၏ဥပဒေစနစ်များကိုလွှမ်းမိုးခဲ့ပြီးယနေ့ထိတိုင်အာဏာတည်ရှိနေဆဲဖြစ်သည်ဒီလို37ကတော့နောက်တစ်ခါနပိုလီယံစစ်ပွဲများအစောပိုင်းကိုပြပြသွားမှာဖြစ်ပါတယ်နပိုလီယံသည်စစ်ရေးဗျူဟာများတွင်အလွန်ထက်မြက်သူဖြစ်ပြီးနပိုလီယံစစ်ပွဲများ Napoleonic Wars အတွင်းတွင်ဥရောပတိုက်နိုင်ငံရေးမြေပုံကိုတိတိကျကျပြောင်းလဲပစ်ခဲ့သည်။သူ၏အကြီးမားဆုံးဖြစ်သောစစ်အောင်မြင်မှုများမှာ1905ခုနှစ်တွင်ဩစတြီးယားနှင့်ရုရှားတပ်များကိုအနိုင်ယူခဲ့သည့် Austerlitz တိုက်ပွဲနှင့်1806ခုနှစ်တွင်ရုရှားကိုအပြတ်တက်ချေမှုန်းနိုင်ခဲ့တဲ့ Genoa-Auerstadt တိုက်ပွဲတို့ဖြစ်ပါတယ်။ဤတိုက်ပွဲများတွင်ပြင်သစ်၏စစ်ပညာရှင်များသည်ရန်သူတပ်များကိုအပြတ်အသတ်အနိုင်ယူခဲ့ခြင်းကိုနပိုလီယံအားဥရောပ၏အင်အားကြီးဆုံးအာဏာရှင်ဖြစ်စေခဲ့ပါတယ်။Austerlitz စစ်ပွဲ Battle of Austerlitz 1805ခုနှစ်ဒီဇင်ဘာလ2ရက်နေ့တွင်ဖြစ်ပွားခဲ့တဲ့ Austerlitz စစ်ပွဲ Battle of Austerlitz သည်ပြင်သစ်ဧကရာဇ်နပိုလီယံဘွန်နာပါ့၏စစ်ရေးပါရမီကိုပြသရန်၌အထူးအထိပ်သို့ရောက်ရှိစေခဲ့သည့်တိုက်ပွဲတစ်ခုအဖြစ်ထင်ရှားသည်။ဤတိုက်ပွဲကိုဧကရာဇ်3ပါးတို့၏တိုက်ပွဲ Battle of the Three Emperors ဟုလည်းလူသိများပြီးနပိုလီယံ၏ပြင်သစ်တပ်မတော်သည်ရုရှားဧကရာဇ်ပထမမြောက်အလက်ဇန္ဒားနှင့်ဩစတြီးယားဧကရာဇ်ဒုတိယမြောက်ဖရန့်စစ်တို့၏ပူးပေါင်းမဟာမိတ်တပ်ဖွဲ့ကိုအပြတ်အသတ်အနိုင်ယူခဲ့သည်။ဤအောင်ပွဲသည်နပိုလီယံ၏ဩဇာကိုဥရောပတိုက်ပေါ်တွင်ခိုင်မာစေခဲ့ရုံသာမကဥရောပ၏နိုင်ငံရေးမြေပုံကိုပါအပြီးတိုင်ပြောင်းလဲပစ်ခဲ့တယ်။တတိယမဟာမိတ်စစ်ပွဲ037 1805ခုနှစ်ဒီဇင်ဘာလ2ရက်နေ့တွင်ဖြစ်ပွားခဲ့သော Austerlitz စစ်ပွဲသည်နပိုလီယံ၏စစ်ရေးပါရမီကိုပြသရာတွင်အထင်ရှားဆုံးတိုက်ပွဲဖြစ်ပြီးဧကရာဇ်3ပါးတို့၏တိုက်ပွဲလည်းဖြစ်သည်။ဤတိုက်ပွဲတွင်ပြင်သစ်ဧကရာဇ်နပိုလီယံသည်ရုရှားဧကရာဇ်ပထမမြောက်အလက်ဇန္ဒားနှင့်ဩစတြီးယားဧကရာဇ်ဒုတိယမြောက်ဖရန့်စစ်တို့ဦးဆောင်သောပိုမိုများပြားသည့်မဟာမိတ်တပ်ဖွဲ့ကိုရင်ဆိုင်ခဲ့ရသည်။ဤတိုက်ပွဲသည်တတိယမဟာမိတ်အဖွဲ့စစ်ပွဲ၏အဆုံးအပြတ်ဖြစ်သည်။ ။အင်အား9300ခန့်သာရှိသည့်ပြင်သစ်တပ်သည်9000နီးပါးရှိသောရန်သူကိုအနိုင်ယူရန်အတွက်နပိုလီယံသည်ဗြိယန်ကိုအသုံးပြုခဲ့သည်။နိုင်ယူသည်၎င်း၏ညာဘက်ခြမ်းအားနှင့်ဟန်ဆောင်ရင်းဖြင့်မဟာမိတ်တပ်များကိုသူတို့၏ဗဟိုချက်ဖြစ်သည့်ပရဇန်ကုန်းမြင့်မှအင်အားများကိုရွှေ့ပြောင်းကာတိုက်ခိုက်လာစေရန်
ထို့တို့ဗဟိုချက်ချိနဲ့သွားသည့်အခိုက်အတန့်ကိုအမိရယူပြီးနပိုလီယန်သည်သူ၏အဓိကတပ်ဖွဲ့များကိုကုန်းမြင့်ပေါ်သို့ရုတ်တရက်တက်ရောက်တိုက်ခိုက်စေခဲ့ရာမဟာမိတ်တပ်ဖွဲ့ကိုနှစ်ပိုင်းပြတ်တောက်သွားစေပြီးအပြည့်အသက်အောင်ပွဲရရှိခဲ့တယ်037 Australia စစ်ပွဲရလဒ်ပြင်သစ်တို့သည်မဟာမိတ်တပ်များကိုအပြင်းထန်နိုင်ယူခဲ့ပြီးစစ်သည်2,900ခန့်သာထိခိုက်ခဲ့တယ်။ဤအောင်ပွဲကြောင့်တတိယမဟာမိတ်အဖွဲ့စစ်ပွဲပြီးဆုံးခဲ့ပြီ။ Third Coalition ဩစတြီးယားသည် Pressburg ငြိမ်းချမ်းရေးစာချုပ် Peace of Pressburg ကိုချုပ်ဆိုကာစစ်ပွဲမှာနှုတ်ထွက်ခဲ့ရတယ်။အရေးကြီးဆုံးမှာသမိုင်းဝင်မှာ Holy Roman Empire သည်ဇက်သိမ်းသွားခဲ့ပြီးနပိုလီယန်သည်ဥရောပတိုက်ကြီး၏အင်အားအကြီးဆုံးစစ်ကောင်းဆောင်အဖြစ်အခိုင်အမာရပ်တည်နိုင်ခဲ့ခြင်းပင်ဖြစ်သည်အပိုင်းကရုရှားကိုကြည့်ကြခြင်းနဲ့ကြိုးစားနေ1812ခုနှစ်တွင်ရုရှားကိုကြည့်ကြတိုက်ခိုက်မှုသည်နပိုလီယန်ရဲ့စစ်ပတ်ဆိုင်ရာဘွားတစ်ခုလုံးမှာအကြီးမားဆုံးသောအမှားဖြစ်ခဲ့တယ်။သူက Grand Army ကိုခေါ်တဲ့အင်အား6သိန်းကျော်ရှိတဲ့တပ်ချင်းနဲ့ရုရှားကိုခြေတက်ခဲ့တယ်။ဒါပေမဲ့လည်းရုရှား၏ပြင်းထန်တဲ့ဆောင်ရည်သိန်းနဲ့ရန်သူ၏မိရှုံမြေဗျူဟာများကြောင့်သူ၏တပ်ကြီးသည်အင်အားအလွန်ကျွံဆုံးရှုံးခဲ့ရတယ်။စစ်သည်တော့3သိန်းကျော်သာပြန်လည်ရောက်ရှိခဲ့တယ်။ရုရှား၏ဆောင်ရည်သည်ပြင်သစ်တပ်သားများကိုရောဂါဘေးနဲ့ဧကတိဆုံးမှုများကိုလည်းဖြစ်စေခဲ့တယ်။ဤဆောင်ရှုံးမှုသည်နပိုလီယန်ကိုစန့်ကျင်တဲ့ဥရောပနိုင်ငံများ၏မဟာမိတ်အဖွဲ့အစည်းကိုပုံမှန်အင်အားကောင်းအောင်လုပ်စေခဲ့ပြီးနပိုလီယန်ရဲ့ကြာဆုံးခြင်းကိုလည်းအရှိန်မြင့်နေမိခဲ့တယ်။တမီကတော့ G704 မှာဖြစ်ပါတယ်။တမီကိုပြောသွားမယ့်အကြောင်းလေးကတော့အာဏာကျဆုံးခြင်းနဲ့ပထမအကြိမ်ပြည်နှစ်တန်းအကြောင်းကိုပြောပြသွားမှာဖြစ်ပါတယ်။ရုရှားတွေစစ်ရှုံးနေပြီးနောက်နပိုလီယန်သည်ပြင်သစ်အင်ပါယာကိုစတင်တိုက်ခိုက်သောမဟာမိတ်အဖွဲ့များ၏ဖိအားကိုမခံနိုင်တော့ပဲ1814ခုနှစ်တွင်အာဏာဆုံးလွတ်ခဲ့ရသည်။ထို့နောက်သူသည်မြေထဲပင်လယ်ရှိအယ်ဘာကျွန်းသို့ပြည်နှစ်တန်းခံခဲ့ရသည်။ဤဒီမှာသူ၏ပထမဆုံးကြဆုံးမှုဖြစ်ပြီးသူအားဥရောပ၏နိုင်ငံရေးစက်ခုံမှဖယ်ရှားနိုင်ရန်ပထမဆုံးအကြိမ်ကြိုးပမ်းခဲ့ရခြင်းဖြစ်သည်ဤအချိန်တွင်ပြည်သစ်နိုင်ငံ၏ဘုရင်အဖြစ်ပုံမမြင့်ဆက်မာ18ကြိမ်မြောက်လူဝီပြန်လည်ရောက်ရှိလာခဲ့သည်နပိုလီယန်၏အာဏာသည်ယာယီအားဖြင့်အဆုံးသတ်သွားခဲ့သည်ပိုင်းကိုမြတ်တရားနှင့်ဝါဒါလူတိုက်ပွဲ1815ခုနှစ်တွင်နပိုလီယန်သည်အယ်ဇာကျွန်းမှလေဝက်ဆောင်ထွက်ပြေးလာကပြင်သစ်သို့ပြန်လာပြီးရက်100 days ဟုသိကြသောအချိန်ကာလတို့တွင်အာဏာကိုပြန်လည်ရယူခဲ့သည်ပြင်သစ်ပြည်သူများသည်သူ့အားပေးကြိုဆိုခဲ့ကြသော်လည်းမဟာမိတ်နိုင်ငံများကသူ့အားချက်ချင်းပင်စစ်ကြေညာခဲ့သည်သူ၏နောက်ဆုံးခရီးသည်1815ခုနှစ်ဇွန်လတွင်ဘယ်ဂျီယံနိုင်ငံတွင်ဖြစ်ပွားခဲ့သောဝါဒါလူတိုက်ပွဲတွင်ဆုံးသက်ခဲ့သည်ဒီတိုက်ပွဲတွင်ဗြိတိရှနှင့်ရုရှားပူးပေါင်းတပ်များ၏အဆုံးဖြတ်ပေးနိုင်သောအောင်ပွဲကြောင့်သူ့အားအပြီးတိုင်ကျဆုံးစေခဲ့ပြီးဥရောပတွင်နပိုလီယန်၏ဩဇာလွှမ်းမိုးမှုလုံးဝချုပ်ငြိမ်းခဲ့သည်1815ခုနှစ်ဇွန်လ18ရက်နေ့တွင်ဘယ်ဂျီယံနိုင်ငံမြို့တော်ဘရပ်ဆဲလ်အနီးဝါတာလူးရွာအနီး၌တိုက်ပွဲဖြစ်ပွားခဲ့၏စစ်တလင်းကဘရပ်ဆဲလ်မြို့ရှိတောင်ဘက်10မိုင်ခန့်အကွာတွင်ဖြစ်၏ဝါတာလူးတိုက်ပွဲ၌နပိုလီယန်၏စစ်တပ်များသည်ရန်သူဖြစ်သောဗြိတိရှ၊ဒတ်ချ်၊ဘယ်လ်ဂျီယံနှင့်ပရုရှားစစ်တပ်တို့ကိုတိုက်ခိုက်ရလေသည်ဗြိတိရှဘက်မှဗိုလ်ချုပ်ကြီးဝယ်လင်တန်မြို့စားသည်သူ၏တပ်များကိုဝါတာလူးရွာတောင်ဘက်ရှိကုန်းပြင်မြစ်ပေါ်တွင်တပ်ဆွဲထားစေခဲ့၏နပိုလီယန်ကလည်းမိမိတပ်မတော်ကိုဝယ်လင်တန်၏တပ်စခန်းနှင့်မျက်နှာချင်းဆိုင်ရှိတောင်ကုန်းများပေါ်တွင်ချထားလေ၏ထိုအခါပရုရှားစစ်တပ်ကြီးသည်ဗြိတိရှတပ်များကိုကူညီရန်ချီတက်လာနေဆဲဖြစ်လေသည်နပိုလီယန်သည်စစ်ကူပရုရှားတပ်များမရောက်လာခင်ဝယ်လင်တန်၏စစ်တပ်ကိုအလင်ချေမှုန်းတိုက်ခိုက်ရန်စိတ်ပိုင်းဖြတ်ခဲ့၏ထို့ကြောင့်ဇွန်လ18ရက်နေ့တွင်ပြင်သစ်တပ်များကပြင်းထန်စွာတိုက်စစ်ဆင်ခဲ့လေသည်သို့ရာတွင်ဗြိတိရှတပ်များကကြမ်းကြမ်းခံနေခဲ့သဖြင့်ပြင်သစ်တို့နောက်ဆုတ်သွားခဲ့ရလေသည်ညအချိန်ရောက်လျှင်တစ်နေ့လုံးနှစ်ဦးနှစ်ဖက်ပြင်းထန်စွာတိုက်ခိုက်ရသည့်အတွက်အကျအဆုံးလည်းများတပ်သားများလည်းပင်ပန်းလျက်ရှိကြတော့၏မြင်းတို့ဖြစ်နေကိုက်ဗိုလ်ချုပ်မူဘလူကဦးစီးကွပ်ကဲသောပရုရှားစစ်ကူတပ်ကြီးရောက်လာလေသည်
ဝင်လင်ချန်၏တပ်သားများမှအားတက်လာကစစ်ကူတပ်များနှင့်အတူပူးပေါင်းပြီးလင်ပြင်သစ်တပ်ကိုတိုက်ခိုက်ခဲ့ပြန်ရာပြင်သစ်တို့အရေးနှိမ်သွားလေတော့သည်နပိုလီယန်သည်တိုက်ပွဲကြီးအောင်မြင်ရေးအတွက်နောက်ဆုံးရည်ကြိုးပမ်းခဲ့သည်သူ၏လက်ရွေးစင်ကိုရံတော်တပ်သားများအားဗြိတိရှားတို့ကိုတိုက်ခိုက်စေခဲ့သည်ကိုရံတော်တပ်ရင်သုံးခုလည်းရှေ့သို့ချီတက်ပြီးရန်သူတို့ကိုရိုးရိုးချွံချွံတိုက်ခိုက်လေသည်တို့ရာရန်သူအင်အားကိုမဖြိုနိုင်အောင်ရှိခဲ့၏ထိုအခါဝမ်လင်တန်၏တပ်သားများကလမ်းဆွတိုက်ပွဲဆင်နွှဲလေရာပြင်းသစ်တို့ဗရန်ဗရာဆုတ်ခွာထွက်ပြေးရလေသည်နှစ်ဖက်စလုံးမှအကြဆုံးအလုံးပင်များပြားခဲ့၏ပြင်းသစ်တို့ဘက်မှလူ4000ခန့်ကြဆုံး၍ဗြိတိရှားနှင့်မဟာမိတ်ဘက်မှ2300ခန့်ကြဆုံးလေသည်တိုက်ပွဲမှာအလွန်ပြင်းထန်သောလူတပ်ပွဲကြီးဖြစ်သည်ဟုဆိုရပေမည်အမေကြောင့်ဆိုသောစတုရမှ3မိုင်တွင်စစ်သားပေါင်း4500ခန့်ကြဆုံးပြည့်ကျဲနေခဲ့သောကြောင့်ဖြစ်လေသည်ဝါတာလူတိုက်ပွဲကြီးပြီးဆုံးသောအခါနပိုလီယန်သည်ခြေကိုလက်ပန်းကျတဲ့ကဲ့သို့များစွာအာရုံသွားခဲ့ပေ၏တိုက်ပွဲတိုင်းအောင်ပွဲစုခုခဲ့သည့်အောင်ပွဲမှုသခင်နပိုလီယန်သည်ဝါတာလူ၌စစ်ရှုံးခဲ့ပြီးနောက်မြည်သည့်အခါတွင်မျှနလန်မထူတော့ခြင်းသမိုင်းဝင်ဝါတာလူတိုက်ပွဲကိုကြပြဖြစ်တပုံပုံဝတ္ထုဖြစ်တသွယ်မှတ်တမ်းတင်ခဲ့ကြလေသည်နောက်ဆုံးပြည်နှင်တန်းနှင့်ကွယ်လို့ရှိဝါတာလူတွင်ရှုံးနိမ့်ပြီးနောက်နပိုလီယန်ကိုအတ္တမသိန်းသမုဒ္ဒရာတောင်ပိုင်းရှိဝေးလံခေါင်တူသောစိန့်ဟယ်ရီနာကျွန်းသို့ဒုတိယကြိမ်ပြည်နှင်တန်းချမှတ်ခြင်းခံရသည်သူသည်ထိုနေရာ၌ပင်အကျဉ်းသားတစ်ဦးအဖြစ်6နှစ်ကြာနေထိုင်ခဲ့ရသည်သူ၏ကျန်းမာရေးသည်ဆိုးရွားလာခဲ့ပြီး1822ခုနှစ်မေလ9ရက်နေ့တွင်အသက်52နှစ်အရွယ်၌ကွယ်လွန်ခဲ့သည်သူ၏ရုပ်ကလပ်ကိုအနှစ်20ကြာပြီးနောက်ပါရီမြို့သို့ပြန်လည်ယူဆောင်လာခဲ့ပြီးလက်ဆင်ဘလိတ်တွင်ဂုဏ်ပြုသကြိုခဲ့သည်သူ၏သမိုင်းဝင်ဘဝဇာတ်လမ်းသည်ဤသို့ဖြင့်အဆုံးသတ်ခဲ့ပြီးသူ၏အမွေအနှစ်သည်သမိုင်းစာမျက်နှာများမှတွင်ဆက်လက်ရှင်သန်နေခဲ့သည် Thanks for watching. Bye.